အပင်တွေကိုဒုက္ခပင်မဲ့ခရုရန်နေကာကွယ်နည်းလေးကိုအိမ်မှာရှိတဲ့ပစ္စည်းလေးတွေမဲ့လောက်ကာကွယ်လို့ရမယ်နည်းလမ်းလေးကိုဒီနေ့မျှဝေပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ YouTube လေးကို Subscribe လေးလုပ်သွားပေးကြပါဦး Notification ခေါင်းလောင်းလေးကိုလည်း on ထားပေးကြပါအောင်ဗျဗီဒီယိုလေးကိုဆက်ပါမယ်ဗီဒီယိုလေးနဲ့လည်းကြည့်ပေးပါကျွန်တော်တို့ကရေတက်တရီတာလာဖြောတဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ရေတန်းတရီတာလိုပါတယ်ပြီးရင်ကြက်တုံထူတမွှာလိုပါတယ်ပြီးရင်ရှာလကာရေးလိုပါတယ်ခင်ဗျကြက်တုံထူတမွှာအမွှာကြီးပေါ့နော်အဲ့ဒါကိုနုံစဉ်းစားပြပါအခွန်နှွာပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဆက်ပြအစီကတတော်လဲရပါတယ်ယူရိုဆက်ပြကြီးပကံဆေးတဲ့ဆက်ပြကြီးလည်းရပါတယ်ခင်ဗျပြီးရင်ရေရတော့ရေတန်းလေးရှည်ရပါတယ်ပြီးရှာလကာရေးလေးရှင်ကောင်းပါတယ်ဗနီကာလို့ခေါ်တာလေးပါကျွန်တော်တို့ရေတန်းတလီတာလေးကိုနည်းနည်းလျှော့လိုက်ပါမယ်ဗျအဲ့ထဲကိုကျွန်တော်တို့ကြက်တုံထူနုံစဉ်းစားတာကိုထည့်မယ်ရှာလကာရေးလက်ဖက်သားဆုံးပေါ့နော်လက်ဖက်သားဆုံး2ဆုံးလောက်ထည့်ပါမယ်ပြီးရင်ဆက်ပြားကြီးကိုလည်းလက်ဖက်သား1ဆုံးထည့်ပါမယ်ခင်ဗျပြီးရင်ဘူးကိုလှုပ်ပါမယ်ဘူးကိုလှုပ်ပြီးရင်ကျွန်တော်တို့တနားနိုင်လောက်တော့ထားပါမယ်ခင်ဗျရရှိလာတဲ့ဒီဆေးရည်ကိုကျွန်တော်တို့ဖြန်းလို့ရပါပြီဖြန်းမဲ့စပရေးတွေကိုထည့်ပြီးတော့ခရူးကျနေတဲ့အပြင်ခရူးမကျသေးတဲ့အပြင်တွေကိုလည်းကြိုဖြန်းပြီးတော့ရပါတယ်ဖြန်းမှာတော့3ရက်တစ်ခေါက်လောက်ဖြန်းလို့ရပါတယ်ဗျဖြန်းမယ်ဆိုရင်တစ်ပင်လုံးကိုဖြန်းလို့ရပါတယ်အိုးတွေလည်းဖြန်းလို့ရတယ်ပင်ကြီးတွေကိုလည်းဖြန်းလို့ရပါတယ်ဒီဆေးရဲ့အလုပ်လုပ်ပုံလေးကခရူးတွေကိုတေးသေးတာမဟုတ်ပဲခရူးတွေကိုပြေးစေတာပါခရူးတွေမကြိုက်တဲ့အနံ့တွေကိုကျွန်တော်တို့ကဖော်ထားတဲ့ကြောင့်မလို့ခရူးတွေမလာတော့ပဲပြေးတဲ့ညီကိုဖော်ဆက်ထားတာဖြစ်ပါတယ်အရေးကြီးတာကကျွန်တော်တို့ဖြန်းတဲ့အခါမှာမနက်စောစောသို့မဟုတ်ညနေဆောင်ဖြန်းကြပါညနေဆောင်ဖြန်းတာပို့ပြီးတော့ effective ပို့ဖြစ်ပါတယ်ခင်ဗျဒီဖြန်းတဲ့အခါမှာလည်းမိုးရတဲ့နေ့တွေကိုရှောင်ပေးပါခင်ဗျမိုးရတဲ့နေ့တွေမှာဆိုရင်ကိုဖြန်းလိုက်တဲ့ဟာအလကားဟတာဖြစ်သွားမှာမို့လို့ပါညနေဆောင်ဖြန်းခဲ့တာကလည်းမနက်ပိုင်းရေလောင်းပြီးတော့မှညနေဆောင် AC ဖြန်းလို့ရပြီဖြစ်ပါတယ်အကယ်၍ကိုကမနက်ပိုင်းပေါ်ဖြန်းမယ်ဆိုရင်ရေလောင်းတဲ့အခါကျရင်ဆေးရည်တွေကအရွက်ပေါ်မှာကြံမနေဘဲနဲ့ဒီအလေးလေးဖြစ်သွားတာမျိုးလေးဖြစ်နိုင်တဲ့ကြောင့်မို့လို့ပါပင်များရင်များတယ်လို့စားချေပြီးတော့လုပ်လို့ရပါတယ်ခင်ဗျဥပမာတကားလန်ဆိုရင်4.5 လီတာရှိပါတယ်ခင်ဗျ4.5 လီတာဆိုရင်4စားခွဲဝန်းကျင်တော့ဒီဆေးရည်ကိုဖြော်လိုက်မယ်ဆိုရင်ဒါဆိုတကားလန်သာရပါပြီအဲ့လိုမျိုးတွက်လို့ရပါတယ်ခင်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်တို့ဒီ GI1 ပေါ့နော်အိမ်မှာအိမ်တွေးဆေးလေးတွေနဲ့ဒီအပင်လေးတွေကို view site လို့ရမယ့်နည်းလေးတွေကိုမျှဝေပေးနေရဖြစ်ကြောင်းမလို့ YouTube လေးကို like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျဒီဗီဒီယိုလေးရဲ့ comment အောက်မှာလည်းဒီဟာလေးကအသုံးဝင်နေဆိုရင် yes ဆိုမှန်သွားပြီးကြပါအောင်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်းတဲ့စီမှာစိုက်ပျိုးရေးသုံးတဘာဝထုတ်ကုန်လေးတွေလည်းဝယ်ရရှိနိုင်ပါတယ်ခင်ဗျဖိုင်ဘာနံပါတ်96264386ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ